okay ဒါပေမဲ့ just တယောက်အနေနဲ့ပေါ့နော်ဒီကစားပွဲကြီးကိုကြိုက်တယ်လို့ play win ရှိရဆိုလို့ဒီတစ်ခေါက်တော့မထူးချင်အပ်ပဲရဒီလူကတော့လုံးဝ ဒီတစ်ခါလည်းငါပဲလားမသိပါ ဟုတ်လောက်မှာပါဒီတစ်ခေါက်လဲ ကန်ကောင်းတယ်လေးလေး ဒီဘက်နှစ်ယောက်ကတော်တော်ကန်ကောင်း ကောင်းတဲ့ ကောင်း စေးထိုးသားခဲ့မြရခံရတော့မယ် ဘာ break မလား မဟုတ်အဲ့ဘာဥပရေရမှာမပြီးသေးဘူးခုမှစမှာ break တော့ တန်တန်မရှိသေးတာ ဟုတ်တယ်ဟုတ်တယ် မအူ ဆေးလိုက်တော့များနေပြီ တစ်ခါရှိ မအူပဲ item လို့ပါလို့ ဟုတ်တယ်နော်မဥရဲ့ item သူရ ရလောက်မှာပါဒါမှမဟုတ်မဖိဖိလို့မအူပဲ ဟုတ်တယ်ဟုတ်တယ် အိုးဟာရွှေကြကြည့်ဘူးလား ဒီဝင်လာတော့မမီ ဟို dialogue မမှတ်မိဘူး အော်ဒီ ဟောတိသွားပြီအဲ့ဆိုအဲ့ဒါပဲလုပ်ပြ တွေ့ကြ ရွှေကြတဲ့ကတခုခု တွေ့ကြတယ် ရွှေကြတဲ့ကအတင်တခုခုပေါ့ တောင်းနေပြီ ဟုတ်တယ် ဟဲ့ခင်မင်းပိုင် ဟာ အားလည်းမမြင်ဘူးလားကြည့်မလားနင်းဟာလीအလက်ကားရရင်အရန်ကုန်းစင်းကျင်တယ် ဟောပါပြီ ဝင်လာနေငါဘွားတွေကိုမေးတရားချင်းနေမတူတဲ့တီးနေပဲငါရှိမဆက်တဲ့ခီးတစ်ခု